Misimani ke tese vitaka tantana to a chenoti ido chana gea badi carvanai meswapya di tawiti bi nad pain the te e ayan pito Sidwan Jown nai the din to nido mu e to a car meswapya di yano go yando who koromu e a simpia who to yando di meswapya a ပြန်ကြားလျှောက်ထားကုန်၏မြတ်စွာဘုရားသည်ဤစကားကိုမိန့်တော်မူ၏ယဟန်တို့လွန်ကဲသောဝိပဿနာအခြေခံဖြစ်သောတမာဘစိတ်ကိုအားထုတ်သောယဟန်သည်အကြောင်း၅ပါးတို့ကိုယံဖန်ယံခါနှလုံးသွင်းရမည်ယဟန်တို့ဤသာသနာတော်၌အကြောင်းတစ်ခုခုကိုဆွဲယူနှလုံးသွင်းသောယဟန်အားယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်အကျင့်စီတို့သည်ဖြစ်ကုန်၏ယဟန်တို့ထိုယဟန်သည်ထိုအကြောင်းမှတပါအခြားကုသိုလ်နှင့်ရှင်ဆက်သောအကြောင်းကိုနှလုံးသွင်းရမည်ထိုအကြောင်းမှတပါအခြားကုသိုလ်နှင့်ရှင်ဆက်သောအကြောင်းကိုနှလုံးသွင်းသောထိုယဟန်အားယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်အကျင့်စီတို့သည်ကင်းပြောက်ကုန်ဤချုပ်ချင်းတို့ရောက်ကုန်ဤထိုအကြံစီတို့ကိုပယ်ခြင်းကြောင့်မိမိတဏ္ဍာ၌သာလျှင်စိတ်သည်ကောင်းစွာတည်ဤကောင်းစွာငြိမ်ဝတ်ဤတခုတည်းသောအာယုံရှိဤတည်တံ့လေဤယဟန်တို့ဥပမာတော်ကလိမ္မာသောလက်သမားသည်၎င်းလက်သမား၏တပည့်သည်၎င်းတင်းငယ်သောတတ်ဆိုဖြင့်ကြီးသောတတ်ဆိုကိုရရဤထုတ်ဆောင်ရာဤလှုပ်ချွတ်ရာဤယဟန်တို့ဤအတူပင်အကြောင်းတစ်ခုခုကိုဆွဲ၍နှလုံးသွင်းသောယဟန်အားယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်အကျင့်စီတို့သည်ဖြစ်ကုန်၏ယဟန်တို့ဥပမာတော်ကငယ်ရွယ်နုပြို၍အလားအပပြုပြင်လေရှိသောမိန်းမသည်၎င်းယောက်ျားသည်၎င်းမွေးကောင်ပုဂ္ဂိုလ်တော်၎င်းခွေးကောင်ပုဂ္ဂိုလ်တော်၎င်းလူကောင်ပုဂ္ဂိုလ်တော်၎င်းလေပင်၌ဆွဲလာမှုညီးငွေရှက်နို့ဆက်ဆုပ်ရာတကဲ့သို့ယဟန်တို့ဤအတူပင်ထိုအကြောင်းမှတပါအခြားကုသိုလ်နှင့်ရှင်ဆက်သောအကြောင်းကိုနှလုံးသွင်းသောထိုယဟန်အားယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်အကျင့်စီတို့သည်သာလျှင်အကယ်၍ဖြစ်냐အံ့ယဟန်တို့ဥပမာတော်ကမျက်စိအမြင်ရှိသောယောက်ျားသည်ထင်လာသောအစင်းတို့ကိုမမြင်လို냐အံ့ထိုယောက်ျားသည်မျက်စိမိတ်တော်လဲမိတ်ထားရ၏တပါးသောတော်လဲလွှဲဖဲ့ကြည့်ရသကဲ့သို့ယဟန်တို့ဤအတူပင်ထိုအကြံစီတို့၏အပြစ်ကိုစင်ကြင်သောယဟန်အားလေယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်ကြံစီတို့သည်ပင်လျှင်အကယ်၍ဖြစ်ကုန်냐အံ့ထိုအကြံစီတို့သည်ကင်းပြောက်ကုန်၏ချုပ်ချင်းသို့ရောက်ကုန်၏ထိုအကြံစီတို့ကိုပယ်ခြင်းကြောင့်မိမိတဏ္ဍာ၌သာလျှင်စိတ်သည်ကောင်းစွာတည်၏ကောင်းစွာငြိမ်ဝတ်၏တခုတည်းသောအာယုံရှိ၏တည်တံ့လေ၏ယဟန်တို့ဥပမာတော်ကယောက်ျားသည်လျင်မြန်စွာသွားရ၏ထိုယောက်ျားအားအဘဲကြောင့်ငါသည်လျင်မြန်စွာသွားရအံ့နီငါသည်ဖြည်းဖြည်းသွားရမူကောင်းပေမည်ဟုစိတ်အကြံဖြစ်လျက်ဖြည်းဖြည်းသွားပြန်ရ၏အဘဲကြောင့်ငါသည်ဖြည်းဖြည်းသွားရအံ့နီငါသည်ရက်ရမူကောင်းပေမည်ဟုစိတ်အကြံဖြစ်လျက်ရက်ပြန်ရ၏အဘဲကြောင့်ငါသည်ရက်အံ့နီငါသည်ထိုင်ရမူကောင်းပေမည်ဟုစိတ်အကြံဖြစ်လျက်ထိုင်ပြန်ရ၏အဘဲကြောင့်ငါသည်ထိုင်ရအံ့နီငါသည်အိပ်ရမူကောင်းပေမည်ဟုစိတ်အကြံဖြစ်လျက်ထိုယောက်ျားသည်အိပ်ပြန်ရ၏ဤသို့လျှင်ထိုယောက်ျားသည်ယုံရင်သောဣရိယာပုဂ္ဂိုလ်ကျင်၍တိမ်မွေ့သောဣရိယာပုဂ္ဂိုလ်ပြုရာတကဲ့သို့ယဟန်တို့ဤအတူပင်ထိုအကြံစီတို့ကိုမအောက်မေ့ခြင်းနှလုံးမသွင်းခြင်းတို့ရောက်သောယဟန်အားယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်အကျင့်စီတို့သည်ပင်အကယ်၍
ဖြစ်ကုန်ညာထိုအကြံစီတို့သည်ကင်းပြောက်ကုန်၏ချုပ်ချင်းတို့ရောက်ကုန်၏ထိုအကြံစီတို့ကိုပယ်ခြင်းကြောင့်မိမိတဏ္ဍာ၌သာလျှင်ကောင်းစွာတည်၏ကောင်းစွာငြိမ်ဝတ်၏တခုတည်းသောအာယုံရှိ၏တည်တန်းလေ၏ယဟန်တို့ဥပမာတော်ကအားရှိသောယောက်ျားသည်အားနည်းသောယောက်ျားကိုဥကောင်း၌ဖြစ်စေလဲမျိုး၌ဖြစ်စေပခုံး၌ဖြစ်စေကိုင်၍ဖိနှိပ်ရာ၏ဖိညစ်ရာ၏ပင်မစေရာ၏ဤအတူပင်ထိုအကြံစီတို့၏ကြံစီကြောင်း၏တရားကိုနှလုံးသွင်းသောယဟန်အားလည်းယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်အကြံစီတို့သည်ပင်အကယ်၍ဖြစ်ကုန်ညာထိုယဟန်သည်တွားတို့ဖြင့်တွားကိုကျိတ်၍ရှာဖြင့်အားစောက်ကိုထိလျက်စိတ်ဖြင့်စိတ်ကိုဖိနှိပ်ရမည်ဖြစ်ညစ်ရမည်ပင်မစေရမည်တွားတို့ဖြင့်တွားကိုကျိတ်၍ရှာဖြင့်အားစောက်ကိုထိလျက်စိတ်ဖြင့်စိတ်ကိုဖိနှိပ်သောဖြစ်ညစ်သောပင်မစေသောယဟန်အားယာကဒေါသမောဟနှင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်အကြံစီတို့သည်ကင်းပြောက်ကုန်၏ချုပ်ချင်းသို့ရောက်ကုန်၏ထိုအကြံစီတို့ကိုပယ်ခြင်းကြောင့်မိမိတဏ္ဍာ၌သာလျှင်စိတ်သည်ကောင်းစွာတည်၏ကောင်းစွာငြိမ်ဝတ်၏တခုတည်းသောအာယုံရှိ၏တည်တန်းလေ၏သွားတို့ဖြင့်သွားကိုကျိတ်၍အံ့ကျိတ်၍ရှာဖြင့်အားစောက်ကိုထိလျက်တောက်ခေါက်လျက်စိတ်ဖြင့်စိတ်ကိုဖိနှိပ်သောဖြစ်ညစ်သောပင်မစေသောယဟန်အားယာကဒေါသမောဟဖြင့်ရှင်ဆက်သောယုံညံ့သောအကုသိုလ်ကြံစီတို့သည်ကင်းပြောက်ကုန်၏ချုပ်ချင်းသို့ရောက်ကုန်၏ထိုအကြံစီတို့ကိုပယ်ခြင်းကြောင့်မိမိတဏ္ဍာ၌သာလျှင်စိတ်သည်ကောင်းစွာတည်၏ကောင်းစွာငြိမ်ဝတ်၏တခုတည်းသောအာယုံရှိသည်၏တည်ရန်လေ၏ယဟန်တို့ဤယဟန်ကိုအကြံစီတို့၏အလှည့်အားဖြင့်ဖြစ်သောလမ်းကြောင်းတို့၌လက်ချက်ပြီးသောယဟန်ကိုခေါ်ဆိုထား၏အကျင့်အကြံစီကိုအလိုရှိထိုအကြံစီကိုကြံစီလက်တံအကျင့်အကြံစီကိုအလိုမရှိထိုအကြံစီကိုမကြံစီလက်တံထိုယဟန်သည်တမက်ချင်းကိုဖြတ်ပြီးနှောင်ဖွဲ့ခြင်းတန်ရောစင်ကိုဖြည့်ပြီးကောင်းစွာမာနကိုသိမြင်ပယ်ရှားခြင်းကြောင့်ဝိစင်ရဲ့ဤအဆုံးကိုပြုပြီးဖြစ်လေပြီဟုမိန့်တော်မူ၏မြတ်စွာဘုရားသည်ဤတရားကိုဟောတော်မူ၏ထိုယဟန်တို့သည်မြတ်စွာဘုရားဟောတော်မူသောတရားတော်ကိုနှစ်ချိုက်ဝမ်းမြောက်ကြကုန်၏